ဂျာဒိတ်ကျမ်းခန်းကြီး19ထိုနောက်မှကောင်းငင်ဘုံ၌စီဝေးသောသူအများတို့၏အတန်ကားဟာလေလုယာငါတို့ဖျားသခင်၏ကယ်တင်တော်မူခြင်းချမ်းသာဘုန်းတည်တကူတော်ပေသည်စီရင်တော်မူခြင်းအရာတို့သည်ဟုတ်မှန်ဖြောင့်မတ်ကြ၏မိမိမတရားသောမိထုံအားဖြင့်မြေကြီးကိုပုတ်ပြက်စေသောပြည်တစားကြီး၏ကိုစစ်ကြောစီရင်တော်မူပြီးကိုရောကျွန်တို့၏အသွေးကိုသူ၏လက်ဖြင့်သွန်းသောအပြစ်နှင့်အလျောက်ဒဏ်ပေးတော်မူပြီဟုပြောဆိုကြသည်ကိုငါကြား၏တဖန်တော်ဟာလေလုယာဟု၍၎င်းသူ၏မိခိုးသည်ကဘာအဆက်ဆက်တက်သည်ဟု၍၎င်းပြောဆိုကြ၏အသက်ကြီးသူ84ပါးနှင့်တတဝ4ပါးတို့သည်ပြည့်ဝ၍ပလင်တော်ပေါ်မှထိုင်တော်မူသောဘုရားသခင်ကိုကိုးကွယ်လျက်အာမင်ဟာလေလုယာဟုရှောက်ဆိုကြ၏ပလင်တော်ပေါ်ကထွက်သောအတန်ကားဘုရားသခင်၏ကျွန်အပေါင်းတို့နှင့်ဘုရားသခင်ကိုကြောက်ရွံ့သောသူအကြီးငယ်အပေါင်းတို့ငါတို့ဘုရားသခင်ကိုချီးမွမ်းကြတော်ဟုဆိုသည်တဖန်တော်ဟာလေလုယာအနန္တတကုနှင့်ပြည့်စုံတော်မူသောထာဝရရှင်ငါတို့ဘုရားသခင်သည်စိုးစံတော်မူ၏ငါတို့သည်ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဂုဏ်တော်ကိုချီးမွမ်းကြကုန်အံ့အကြောင်းမူကားတိုးတငယ်၏မင်္ဂလာဆောင်ပွဲကိုခံခြင်းရှိပြီးသူ၏မိန်းမသည်ကိုတစားဆင်ပြီဟုစီဝေးသောသူအများတို့၏အတန်သမုဒ္ဒရာတန်ပြင်းစွာသောမိုးကြိုးတန်ကဲ့သို့ငါကြား၏ထိုမိန်းမသည်စင်ကြယ်ပြောင်လက်သောပိတ်ချောကိုဝတ်ဆင်ရသောအခွင့်ကိုရ၏ထိုပိတ်ချောမူကားတန်ရှင်းသူတို့၏ဖြောင့်မတ်ခြင်းဖြစ်သည်ကောင်းကင်တမန်ကလည်းတိုးတငယ်၏မင်္ဂလာဆောင်ပွဲသို့ခေါ်ဖိတ်ခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏ဟုရေးထားလောဟု၍၎င်းဤစကားသည်ဘုရားသခင်၏နှုတ်ထွက်စင်စစ်ဖြစ်၏ဟု၍၎င်းငါအားပြောဆို၏ငါသည်ထိုသူကိုကိုးကွယ်ခြင်းကသူ၏ခြေ၌ပြည့်ဝ၏သူကလည်းမပြုပါနှင့်ငါကတင်း၏လုတ်ဖို့ဆောင်ဘက်ဖြစ်၏ယေရှု၏တသက်ခံတော်မူချက်ကိုဆောင်သောတင်း၏ညီအကိုတို့၏လုတ်ဖို့ဆောင်ဘက်လည်းဖြစ်၏ဘုရားသခင်ကိုကိုးကွယ်လော့အကြောင်းမူကားပရောဖက်ဟောသောစကားချက်သဘောသည်ယေရှု၏တသက်ဖြစ်သည်ဟုငါအားပြောဆို၏ထိုအခါကောင်းကင်ဘုံဖွင့်လျက်ရှိသည်ကိုငါမြင်လျင်မြင်းဖြူရှိ၏မြင်းစည်းသောသူသည်တစ္ဆာဟုသောအမည်တမာဟုသောအမည်ရှိသည်ထိုသူသည်တရားသဖြင့်စီရင်တတ်၏တရားသဖြင့်စစ်တိုက်တတ်၏မျက်စိတော်သည်မိလျံကဲ့သို့ဖြစ်၏ခေါင်းတော်ပေါ်၌တရဖူများကိုဆောင်း၏ကိုယ်တိုင်မှတပါအဘယ်သူမျှမသိသောနာမတော်သည်ရေးထားလျက်ရှိ၏အသွေး၌နစ်ပြီးသောအဝတ်ကိုဝတ်၏ဘုရားသခင်၏နှုတ်ကပတ်တော်ဟူသောအမည်ရှိ၏ကောင်းကင်ဘိုးခြေတို့သည်မြင်းဖြူကိုစီးလျက်စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျက်နောက်တော်သို့လိုက်ကြ၏လူမျိုးတို့ကိုဒဏ်ခတ်เสียဖို့ထက်သောတန်လက်သည်ကတွင်တော်ထဲကထွက်၏သူတို့ကိုတန်လန်တန်နှင့်အုပ်ဆိုးတော်မူမည်နရတကိုနှင့်ပြည့်စုံတော်မူသောဘုရားသခင်ဒေါသအမျက်တော်၏စပစ်တီးနေရာတစားကိုဖိနှင်းတော်မူမည်ဘုရားသခင်ဘုရင်တို့၏ဘုရင်သခင်တို့၏သခင်ဟုဘွဲ့နာမတော်သည်အဝတ်တော်၌၎င်းပေါင်တော်၌၎င်းရေးထားလျက်ရှိကောင်းကင်တမန်တစ်ပါးသည်နေထဲမှရက်လက်ရှိသည်ကိုငါမြင်၏သူသည်မိုးကောင်းကင်အလယ်၌ပြန်တက်သောငှက်အပေါင်းတို့ကိုကြီးသောအတန်နှင့်ခေါ်၍လာကြလော့ရှင်ဘုရင်အသားစစ်သူကြီးအသားသူရဲ့အသားမြင်းအသားမြင်းစည်းသောသူအသားအစီခံကျွန်လူလွတ်အကြီးငယ်အမျိုးမျိုးသောလူတို့၏အသားကိုစားအံ့သောငါကြီးမြတ်တော်မူသောဘုရားသခင်၏ပွဲတော်သို့စီဝေးကြလော့ဟုဟစ်ကြော်၏တားရဲမှဆ၍လောကီရှင်ဘုရင်တို့နှင့်သူတို့၏ဘိုးချီများတို့သည်မြင်းစည်းတော်မူသောသူနှင့်ဘိုးချီတို့ကိုစစ်တိုက်ခြင်းကစီဝေးကြသည်ကိုငါမြင်၏တားရဲကိုဖမ်းမိကြ၏တားရဲ၏တစိမ့်လက်မှတ်ကိုခံ၍သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့ကိုလှည့်ဖြား၍တားရဲရှိ၌နမိတ်များကိုပြတတ်သောမိစ္ဆာပရောဖက်ကိုလည်းဖမ်းမိကြ၏အသက်ရှင်နေရှိသောထိုသူနှစ်ဦးကိုကန့်နှင့်လောင်သောမိအိုင်ထဲသို့ချပစ်ကြ၏ကျွင်းသောသူတို့သည်မြင်းစည်းတော်မူသောသူ၏ကတွင်တော်ထဲကထွက်သောတက်လက်နှင့်ကွပ်မျက်ခြင်းကိုခံရကြ၏သူတို့၏အသားကိုငှက်အပေါင်းတို့သည်ဝါစွာစားရကြ၏ဖတ်တော်သောကျမ်းကျအဖြစ်နားထောင်ကြသောညီကိုမောင်နှမအယောက်စီတိုင်းပေါ်မှာဘုရားသခင်တည်တံ့ကောင်းကြီးပေးပါစေအာမင်